ကျွန်တော်တို့ရွေးကောက်ပွဲကိုကျွန်တော်တွားကြအောင်ရွေးကောက်ပွဲမှာအတိုက်ခံနေရဲ့အနေထားညီညွတ်မှုမဟာဗျူဟာပေါ့နော်ဒါတွေကိုလည်းကျွန်တော်မေးချင်တယ်ဒါပေမဲ့ရွေးကောက်ပွဲအမှန်ကန်တဲ့ဆိုင်တော့သူကတော့အချမ်းဖန်ဖြစ်ဖို့ကတော့ပုံများတာပေါ့ဆိုတော့ဒါပေမဲ့ခုနပြောထားတဲ့အထက်မှာဒီဟာပြောင်းတဲ့အခါမှာ accident တွေရှိတတ်တယ်ဟလားချိန်လန်းတွေမှားတတ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကိုယ်မှာယူထားတဲ့အာဏာကိုမတရားအကြမ်းဖက်ယူထားတဲ့အာဏာကိုတရားဝင်ဖြစ်အောင်လုပ်တဲ့ရွေးကောက်ပွဲလို့မြင်ကြတယ်ပြောကြတယ်ဝေဖန်ကြတယ်ထောက်ပြကြတယ်မကြသေးခင်ကပဲတခြားတိုင်းသားအဖွဲ့တွေကသူတို့ရဲ့ပြည်နယ်တွေမှာရွေးကောက်ပွဲလုပ်ခွင့်မရှိဘူးဆိုတာမျိုးတွေပြောတယ်ဒီစကားမဘက်ကလည်းဟလားဘယ်မြို့နယ်တွေမှာပဲသူလုပ်မယ် phase 1ဘယ်လိုသွားမယ်ဆိုတာမျိုးတွေပြောပါပြီအခုဒီဇင်ဘာလမှာပဲကျွန်တော်တို့ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားတာကျွန်တော်တို့သိရပါတယ်ဆိုတော့မကြသေးခင်မှာအေးပြောရေးဆိုခွင့်ရှိသူကနေရခိုင်ပြည်မှာတော့ရွေးကောက်ပွဲလုပ်ခွင့်ပေးမှာမဟုတ်ဘူးလို့ထွက်ပြောတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ပါဇက်ကနေပြောတာကျွန်တော်တို့ကြားကြတယ်အနေထား position ဘယ်လိုရှိသလဲဘာတွေမျှော်လင့်ထားလဲဘာတွေမျှော်မှန်းထားလဲဘာတွေတွက်ဆထားလဲတကယ်ဒီစစ်ရေးပဋိပက္ခနိုင်ငံရေးအကျက်တဲကိုနိမလမ်းမှန်အဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲသို့တော့ဒီလမ်းကြောင်းကိုရွေးဖို့အတွက်အခြေခံမူနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမူဆိုတာကတော့တကက်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီငြိမ်းချမ်းတဲ့နိုင်ငံရေးထပ်ပေါက်ကိုကျွန်တော်ရှာမယ်လှုပ်တဲ့ဒီလှုပ်ကိုအကောင့်ထဲပေါ်တဲ့အချိန်မှာလည်းပဲတကယ်ပါဝင်တဲ့ပါဝင်ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါသို့တော့ပါဝင်တဲ့ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှကိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူဒါမတမာသောနိလန့်နဲ့ဒီထွက်ပေါက်ကိုအသုံးချတာပဲလို့ပြောလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလုံးဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါကရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့တော့ကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာမယုံကြည်အပ်ဘူးပေါ့ကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှာလားမပြုမှာလားဆိုတာတကယ်ဆိုရင်မေးစရာလည်းမလိုဘူးဖြေစရာလည်းမလိုဘူးပေါ့ဘာလို့ဆိုတော့သူလုံးလုံးမမရတယ်အဲ့လိုပဲပြောရပါလိမ့်ရွေးကောက်ပွဲပြီးလိုက်ရင်နိုင်ငံရေးအခင်းချင်းသိတွေဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေတချို့သုံးသပ်တာရှိပါတယ်အဲ့သုံးသပ်တာတွေအများစုကတော့အလူဖုတ်တာတွေများပြီးတော့မှားသွားကြတာများပါတယ်ဒီနေ့ဒီကာလမှာတကယ်ပြန်ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကထိပ်ပိုင်းဗိုလ်ချုပ်တွေကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ပါဝင်အတော်ကိုအခုချိန်ထိစိုးရိမ်နေတာကြောက်လန့်နေတာသူတို့ရဲ့အသက်အန္တရာယ်သူတို့မိသားစုတွေရဲ့အသက်အန္တရာယ်အတွက်အကြီးအကျယ်စိုးရိမ်နေရစေဖြစ်တယ်ဆိုတော့အမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ဘေးပန်းဝင်နိုင်ငံတွေတရုတ်နိုင်ငံအပါအဝင်ရတဲ့ဒီရွေးကောက်ပွဲတည်တာ the only game in town ဆိုတဲ့ပုံစံမျိုးတွေစပြီးတော့ပြောလာတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲကိုတော့သူကမဖြစ်ဖြစ်အောင်လုပ်မှာပဲသူရဲ့ထွက်ပေါက်တစ်ခုတည်းဖြစ်တယ်ဒါပေမဲ့ဒါမြန်မာပြည်သူတွေပြည်သားတွေအတွက်တိုင်းသားပြည်သူပြည်သားတွေအတွက်တခြားနိုင်ငံရဲ့အဖွဲ့အစည်းတွေအတွက်တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်တော့ထွက်ပေါက်တစ်ခုတော့မဟုတ်ပါဘူးဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ်းပေါ့ပေါ့မျက်မှန်စိမ်းတက်ပြီးကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥပမာဗျာအသက်80ကျော်နေဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့သဘောကသူ့ရဲ့လွတ်ပေးတဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလွတ်တင်ပါတယ်ပြီးမှ NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ uneasy relation ပေါ့နော်ဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက်ဒါအရှိတရားကိုလုတ်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တဲ့ဟာကိုလုတ်ရမှာပဲဒါတွေကိုတော့ तू မလုတ်နိုင်ဘဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့ဒီလူအများရဲ့အတိမတ်ပြုမှုကို तू ရနိုင်တယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကိုလောင်းကြမှာပေါ့ဗျာနော်ဟုတ်ကျွန်တော်နားလည်တာကတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ coward ပေါ့
သူကတော့တဲဘောကြောင့်လူတယောက်လို့တဲဘောကြောင့်လူတယောက်လို့အများစုကသူတို့တက်ထဲမှာဟိုဆိုတတ်မှတ်ထားသူတယောက်ပါရေချင်းတော်တော်စင်းရဲနွမ်းပါတဲ့သူတယောက်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ကဒီဖြည့်ပြီးပြောတာပါဖြည့်ပြီးတော့ပြောတာပါကျွန်တော်ရဲ့မေးခွန်းထဲမှာပေါ့နော်ဆိုတော့